ညတကောင်းရန်ထားပေးမှာပြောတဲ့ blog ပါကျွန်တော်တို့ဘေးမှာ bus car ရှိတနားကျွန်တော်တို့ထတီးပြီးပေါ့နော်ဆို like အိမ်မပြော okay makeup ကတော့တည်တဲ့အတိုင်းပဲဆိုတော့ကျွန်မဒီနေ့ဘာပြောချင်လဲဆိုတော့ကျွန်မကောင်မလေးတွေက relationship တစ်ခုမှာ4နှစ်5နှစ်6နှစ်ဆိုတာဒါကအရန်ကြာပြီတော့เนาะအရန်ကြာတဲ့ relationship ပဲပေါ့အဲ့ဒီ relationship ကိုကျွန်မပြောချင်တယ်ကျွန်မ main ကလေးဆိုတော့ကျွန်မ main ကလေးပဲ view up ပေါ်ရတယ်ပြောချင်တယ်ဆိုတော့ main ကလေးတွေကဟုတ်တယ်တစုံတစ်ယောက်ကိုကျွန်တော်တို့ချစ်ရတဲ့သူတွေကိုယုံကြည်ပြီးဟေးဆိုရင်ဘာမှမကြည့်တတ်တော့တဲ့ဘယ်လိုမှလေးမကြည့်တတ်တဲ့အချစ်တွေကရှိတယ်အဲ့တော့ကျမတို့ယုံကြည်ပြီးမှ၄-၅နှစ်ပုံအပ်ခဲ့တယ်ကွာသူငါ့ကိုလက်ထပ်ယူမှာပါဆိုရဲယုံကြည်မှုတွေနဲ့တွေ့ခဲ့ဒါပေမဲ့တချို့ယောက်ျားလေးတွေကလေဘာလို့၄-၅နှစ်တွေ့6နှစ်တွေ့ပြီးမှကိုကောင်မလေးကိုဘာလို့လက်ထပ်ယူဖို့အစီအစဉ်တော့မရှိကြလဲနေ့ကတပွားလုံးစားပုံအပ်ဖို့အတွက်၄-၅နှစ်တွေ့လာတာနေ့ကိုတပွားလုံးစားမှဒီကိစ္စက၄-၅လနဲ့တွေ့ပြတ်မှာဒါမဲ့လေတမတခုရှိတာနေ့ကိုယုံကြည်လို့ကွာဒီလောက်အများကြီးနဲ့တင်များကြီးတွေးလာတာလက်ထပ်ယူဖို့ပြင်ဆင်ကြတော့နော်၄-၅နှစ်ဆိုတဲ့အထင်းမှာပြတ်သွားပြီထားလိုက်အော်ဒီကောင်မကဟိုတယောက်ရဲ့ AH ဘသူမှလေဒီလားဒီကိကြီးမှလေဘသူမှအိတ်ကောင်မလေးကိုစိတ်တက်နဲ့တွေးမှမဟုတ်ဘူးလူများတတ်သမီးရဲ့ချင်းအဲ့လောက်ထိမယူပေးကြပါနဲ့၄-၅နှစ်ဆိုတာရင်းနှီးတဲ့ဟာနေတာဟုတ်လားမနေဘူးနော်၄-၅နှစ်ဆိုတဲ့အထင်းမှာလေအိမ်မင်းကလေးရဲ့အကြောင်းဒီ၄-၅နှစ်မှာပြင်ငါတည်တယ်ဆိုတာနေရာဆောက်ယူတည်လားနေရာဆောက်ယူပဲလူတယောက်ရဲ့အကြောင်းကတလားမပြောနဲ့တော့တပတ်လက်တည်တာတယ်တည်အေးအချစ်ကိုမကောင်းတာကိုလည်းတည်တယ်ကောင်းတာကိုလက်ခံတော့နင်တို့9နှစ်6နှစ်ထိလာကြကွာ4-5-6နှစ်ထိတွေးလာပြီးမှလေဟိုပြဿနာဖြစ်တဲ့ဒီဟာပြဿနာဖြစ်တဲ့နင်တို့ relationship ကြားမှာပြေလေဖို့အချီဖြစ်နေပြီကွာအခုဒီပြဿနာတက်နေကြတချို့ဆိုမြင်နေရအစိတ်တောင်မကောင်းဟိုလူကရံဖြစ်လိုက်ဒီလူကရံဖြစ်လိုက်အေးမင်းကလေးတွေတခုပြောပြမယ်မင်းကလေးတယောက်လိုမစည်းမစများမှာဟိုလက်ချောမသိတဲ့ကောင်လေးကိုရှောင်တော့ပြီးတော့မင်းကလေးတွေရံဖြစ်တဲ့ကောင်ပြီး communication မရှိတဲ့ကောင်မျိုးကိုရှောင်နော်မင်းကလေးနဲ့လေထရံဖြစ်ဟိုလူနဲ့လေထရံဖြစ်တဲ့ကောင်ကိုရှောင်အပျော်ပါရမှတ်တဲ့ကောင်တွေကိုရှောင်အပျော်ပါရမှတ်တဲ့ကောင်တွေကိုရှောင်ဒီရှိတယ်အဲ့ဒါတော့ကိုရှိတယ်လို့ကိုစိတ်ဆူရထားလိုက်စိတ်ကောက်နေထားလိုက်သူပြန်ပြီးမနှစားကောက်တဲ့ကောင်ကိုရှောင်းနော်နေလားစိတ်ကောက်ရအောင်ငါလေးစိတ်ကောက်တယ်ဆိုတဲ့ကောင်မျိုးကိုရှောင်းလိုက်မချော့တဲ့ကောင်မျိုးကိုရှောင်းလေးတွေဒါတော့ကျွန်မကတော့မင်းကလေးမို့လို့မင်းကလေး view up ပေါ်ရတယ်ပြောပြရဆိုတော့ဒီလိုယောက်ျားလေးတွေပြောကွာ comment မှာဘယ်လိုမျိုးမင်းကလေးတွေကဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဟာပြောပေါ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ခံယူချက်နဲ့ကျွန်မဒီဗီဒီယိုမှာပြောပြတာဟုတ်တယ်ကိုယ့်ရဲ့ကောင်မလေးကိုလက်ထပ်ပြပါလို့၄-၅နှစ်တွေးလာတဲ့ကောင်မလေးတွေကိုဆိုလက်ထပ်ဖို့ပြင်ဆင်ကြပါလို့ကျေးဇူးများတင်ပါတယ်